ငွေကြေးဖောက်မှမှုဆိုတာဘာလဲအားလုံးမင်္ဂလာပါကျွန်တော်ကတော့မင်္ဂလာတထေးလောင်းစီးစဉ်ရဲ့တထေးကြီးဦးရွှေဦးဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရှင်းပြခြင်းတဲ့အရာကတော့ငွေကြေးဖောက်မှမှုဆိုတာဘာလဲငွေကြေးဖောက်မှမှုဆိုတာငွေတန်ဖိုးကကျဆင်းပြီးပစ္စည်းတွေရဲ့ဈေးနှုန်းတွေမြင့်တက်လာတာကိုခေါ်တာဖြစ်ပါတယ်ဥပမာပြောပြရရင်အရင်တော့ကကြက်ဥတစ်လုံးကို100ပဲပေးရတယ်ဆိုပါစို့အခုကျတော့အဲ့ဒီကြက်ဥတစ်လုံးကို900ပေးရတော့တယ်ဒါဆိုရင်ကြက်ဥဈေးနှုန်းကတက်သွားပြီးကိုစီကငွေ100ဟာအရင်တော့တန်ဖိုးမရှိတော့ဘူးပေါ့ကဲဘာကြောင့်ဒီလိုဖြစ်ရလဲဆိုရင်အလွယ်တကူမှတ်သားထားလို့ရပါတယ်ငွေတွေများလာပြီးပစ္စည်းတွေကနည်းလာလို့ပါပဲငွေတွေများလာပြီးပစ္စည်းတွေကနည်းလာလို့ပါပဲလူတွေလက်ထက်မှာငွေတွေပေါ်လာတဲ့အခါအဲ့ပစ္စည်းတစ်ခုတည်းကိုလူပြီးဝယ်ကြတော့ကုန်စည်နှုန်းတွေကတရိပ်ရိပ်နဲ့တက်လာတော့တာပဲအဲ့လိုဈေးတက်လာတာကတစ်ဆင့်ကုန်ထုတ်လုပ်မှုဈေးတွေပါမြင့်တက်လာပြီးကိုယ့်ရဲ့ပတ်စံတန်ဖိုးဟာတစ်နေ့တခြားကြောကျသွားနိုင်တာပေါ့ဒါဆိုရင်ငွေကြေးပေါမှမှုဆိုတာကိုငွေတန်ဖိုးကျကုန်စည်နှုန်းတက်ဒါလို့လက်ရှိမှမှတ်သားထားလိုက်ပါငွေကြေးပေါမှမှုကြောင့်ငွေကိုစနစ်တကျမသုံးတတ်ရင်ကိုယ့်ရဲ့လက်ထဲမှာရှိတဲ့ပိုက်ဆံတန်ဖိုးကတဖြည်းဖြည်းရောကျသွားနိုင်ပါတယ်အဲ့တော့နောက်ထပ်ဘလို့ငွေကြေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသိချင်နေဆိုတာ comment မှာရေးသားကြည့်ပေးထားပါဦးနော်နောက်ကြပြန်တွေ့ကြပါမယ်